မေချိုင်ဝတ်သားပေါင်းကိုလူတော်များများကစိန်မာပဲသွားစားကြကြပြီးအိမ်မှာမလုတ်စားကြကြတာများပါပဲအဓိကကတော့သူ့ရဲ့လုံနီးလုံဟန်ကနည်းနည်းရှုပ်ထွေးလို့ပါပဲဒါဆိုရင်ဆိုင်တွေရဲ့ရှုပ်ထွေးလာတဲ့အဆင့်တွေကိုဘလို့မျိုးအိမ်တွင်းဖြစ်အလွယ်နီးလန်းဖြစ်ပြောင်းလဲမလဲဆိုတာဒီနေ့ဟိုတယ်စာဖို့မှုတာနေမျှဝေပေးသွားမှာပါပထမဦးဆုံးဝတ်သားသုံးတသားကိုရေအေးထဲထည့်ပြီးပြုတ်ပေးပါဝတ်သားပေါင်းထုတ်တဲ့အခါဒီလိုမျိုးရှောက်ရှင်းနုနုလေးတွေကိုပဲသုံးပေးပါသူ့ရဲ့အရသာကအရန်နူးညံ့ပြီးအနံ့ကလည်းတကယ်ကိုမွေးပြတ်နေတာပါဒီလိုမေချိုင်6ရဲ့အပေါ်ရမှာစားတဲ့အနေငယ်ပါတတ်တဲ့အတွက်ဒါကြောင့်မလို့ကျွန်တော်တို့ရေတန်းနဲ့အချင်းချင်းဆေးကြောပြီးဦးလိုပါတယ်မေချိုင်ဆိုတာမှုန့်ငင်းစိမ်းသို့မဟုတ်မှုန့်ငင်းထောက်ကိုစားနယ်နေလန်းပြီးအချင်းဖောက်ထားတဲ့မှုန့်ငင်း6တမျိုးပါပြီးရင်တော့ရေစင်းအောင်ညှင့်ထုတ်ပြီးဖယ်ထားပါတူနဲ့ထိုးကြည့်လို့အသားလေးဝင်သွားပြီဆိုရင်ရပါပြီကျွန်တော်ရဲ့မျိုးရိုးစင်ဆက်တွားကြားထိုးလို့နဲ့အရေးခွင်ကို80ချက်လောက်ထိုးပေးပါပဲငရာကြီးအနောက်ကိုအပေါ်ကနေအထက်ထပ်တုတ်လင့်ပေးပါအယောင်တင်တော့ဗောနော်ဆိုင်အတော်များများကတော့စီတဲ့ထဲကြော်လေးရှိကြပါတယ်တကယ်တော့အိမ်မှာလုပ်မယ်ဆိုရင်စီအနှင်းငယ်နဲ့ပဲအပေါ်ရန်ကိုကြော်ပေးလို့ရပါတယ်ဒါမှ COG တဲ့ထဲကြော်ပြီးပိုတဲ့စီတွေကိုဘလို့လို့ရမယ်မသိထင်နေတာမျိုးကိုရှောင်ရှားနိုင်မှာပါကြည့်လိုက်ပါဦးသူ့ရဲ့ result လည်းတကယ်ကိုမဆိုးပါဘူးကြော်ပြီးထွားရင်တော့အနေတော်အထူပါနီးတွေညီညီညံ့ညံ့လေးပေးပါနေ့တိုင်းကိုစေတနာအပြည့်နဲ့ဟင်းချက်နီးတွေတင်ပေးနေတာမို့လို့ကျွန်တော်ကို like လေးပေးပြီးအားပေးလို့ရမလားခင်ဗျာတကယ်ကိုကျေးဇူးတင်ပါတယ်လီးထားတဲ့ဝတ်သားတွေကိုဘန်ကလုံးနဲ့ထည့်ပါပြီးရင်တော့ပဲငရာကြီးအကြည်တစွန်းထဲမယ်ပဲငရာကြီးအနောက်အနှဲငယ်ခရူစီအနှဲငယ်ရဲ့တကြားစီတိုဟုတဒုံချင်းနှုတ်စိန်အနှဲငယ်ထည့်ပေးပါပြီးရင်တော့ခမရဲ့ညာဘက်လက်ကလေးနဲ့နှံဆက်အောင်နေပေးပါနောက်ဆုံးမှာတော့ဘန်ကလုံးတွေကိုတေးသေးသက်သက်စီထည့်လိုက်ပါဆေးထားတဲ့မေချိုင်းတွေကိုဝတ်သားနေထားတဲ့ sauce တွေကိုထည့်လိုက်ပါမေချိုင်းတွေထဲကို sauce အရသာတွေတပြေဝစိတ်ဝင်သွားပါစေပြီးရင်တော့မေချိုင်းတွေကိုဝတ်သားပေါ်မှာညီညီညံ့ညံ့ဖျန့်ခင်းပေးပါအခုချက်ချင်း order ထည့်ပေါင်းမယ်ဆိုရင်တော့အနည်းဆုံး2နာရီလောက်ကာပါလိမ့်မယ်ဒါကအချိန်ကုန်တလို့လူလဲပင်ပန်းစေပါတယ်ဒါကြောင့်ကျွန်တော်ကတော့ pressure cooker 3ကိုပို့ပြီးအကြံပြုလိုပါတယ်ရေကိုတော့နည်းနည်းပိုထည့်ပေးဖို့မမေ့ပါနဲ့ရေခမ်းသွားမှာဆိုလိုပါအငွေ့ထွက်လာပြီဆိုရင်မိနစ်30လောက်ပေါင်းပေးရုံပါတယ်ဒီလိုနီးနဲ့လှုပ်ထားတဲ့မေချိုင်းဝတ်သားပေါင်းကအစီရှိပေမဲ့မအေးပဲပါစက်ထဲမှာတင်ပျော်ဝင်သွားမှာပါခမရလဲတတ်သွားပြီဗလား